လောက်ကြည့်ရသေးပဲနဲ့မလုံနိုင်ပါဘူးငါတော့လုံနိုင်မှာမဟုတ်ပါဘူးဆိုပြီးတော့မှအမြဲတမ်း negative တွေပေါ့နော်မလုံနိုင်ဘူးဆိုပြီးတော့မှဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာမျိုးမစင်စားပဲနဲ့စင်ကြီးတွေကိုပဲတွေးတယ်စင်ကြီးတွေကိုပဲတွေးတဲ့ခါမှာစင်ကြီးတွေပဲစတိုက်ရလာတယ်ပေါ့နော်အဲ့တော့အောင်မြင်ဖို့အတွက်ကိုမတွေးပဲနဲ့စင်ကြီးတွေကိုပဲစတိုက်တွေးနေတယ်တကယ်တမ်းကအောင်မြင်ခြင်းတဲ့လူကိုကဖြစ်ခြင်းတဲ့လူဆိုလို့ရှိရင်အောင်မြင်ဖို့နီးလန်းတွေကိုပဲတွေးကြည့်လိုက်စင်ကြီးတွေအများကြီးကိုတွေးနေမယ်စားအောင်မြင်ဖို့နီးလန်းတစ်ခုလောက်ကိုအရင်ဆုံးတွေးကြည့်လိုက်ပါလားကိုပိုင်စီးပွားရေးလုပ်မယ်ဆိုတဲ့အချိန်မှာလူတွေအများစုကပြောကြတယ်အရင်နည်းတွေအများကြီးထုတ်ပြီးတော့မှတဲ့လုံးမကိုပိုင်စီးပွားရေးဆိုတာရမှာမိသားစု background တွေရှိမှကိုပိုင်စီးပွားရေးဆိုတာလုံလက်ထက်မှာငွေတွေအများကြီးရှိမှပဲကိုပိုင်လုပ်ငန်းဆိုတာစနိုင်မှာကိုပိုင်လုပ်ငန်းဆိုတာတသေးလေးလုပ်လဲကိုပိုင်လုပ်ငန်းမယ်ကိုရရောင်းတာလဲကိုပိုင်လုပ်ငန်းမယ်စိုက်ကားနင်းတာလဲကိုပိုင်လုပ်ငန်းမယ်online ပေါ်မှာ balance 6ကြော်တွေရောင်းတာလဲကိုပိုင်လုပ်ငန်းမယ်line ပေါ်မှာပေါ့နော်ကိုက subscribe တွေထုတ်ပြီးတော့မှရောင်းတာလဲကိုပိုင်လုပ်ငန်းမယ်အဓိကကအကြီးတွေလုံးမှအပြင်မှာစိုင်နေဖွင့်မှတည်ရမလားလုံးဝကိုလေမင်းသားမင်းသမီးတွေနဲ့ကြော်ညာတွေရိုက်ဆိုင်နေဖွင့်ပစ္စည်းတွေထုတ်အဲ့ဒါမှကိုပိုင်လုပ်နေမှာမဟုတ်ဘူးเนาะကိုကဘာကိုတက်လဲကိုကဘာကိုကျွမ်းကျင်လဲကိုကျွမ်းကျင်တဲ့အရာကနေပြီးတော့မှကိုပိုင်လုပ်နေလုပ်ကြည့်ကိုမကျွမ်းကျင်ဘူးဆိုရင်တော့မှကိုဘာကိုလုပ်ရရင်ပျော်လဲကိုပျော်တဲ့အရာကနေပြီးတော့မှကိုပိုင်လုပ်ငန်းလေးကိုစတင်ကြည့်တသေးလေးနဲ့စလို့ရတယ်တကယ်လို့ကိုကမလုပ်ကြည့်သေးဘူးဆိုလို့ရှိရင်เนาะနီးလန်းနေလည်းတွေ့မှာမဟုတ်ဘူးလုပ်ကြည့်လိုက်ပြီးစလုပ်လိုက်ပြီးဆိုလို့ရှိရင်เนาะတွေ့လာလိမ့်မယ်အခုဟိစေကပုံမှန်လုပ်နေတဲ့အလုပ်ကနေပြီးတော့မှ he's လုံးဝမကျွမ်းကျင်ဘူး he's လုံးဝ he's နဲ့မသက်ဆိုင်တဲ့လုပ်ငန်းတစ်ခုကိုပိုင်လုပ်ငန်းစီးပွားရေးအသေးစားလေးတစ်ခုကိုစတင်နေရပေါ့နော်အဲ့ဒါလေးကိုစလုပ်တဲ့အချိန်မှာ he's မှာလေအခက်အခဲတွေအများကြီးရှိတယ်ကိုကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်တဲ့အတွက် he's အဲ့ဒီဟာလေးကိုတသေးလေးနဲ့စတယ်ပေါ့နော်ယင်းနှိမ့်မြုံနယ်မှုကတကယ်ကိုတသေးလေးအဲ့တသေးလေးနဲ့စတဲ့အခါမှာဆိုလို့ရှိရင်he'sပစ္စည်းတွေဝယ်တယ်ပေါ့နော်ဝယ်တဲ့အခါမှာဝယ်တာတွေမှားတယ်ဆုံးဖြတ်ချက်တွေမှားတယ်မှားလို့ပြန်လုပ်ရတယ်ပြီးတော့ဒီနေရာကိုသွားတယ်ပေါ့နော်ပစ္စည်းဝယ်ဖို့သွားတယ်ဆိုလို့ရှိရင်လည်းဆုံးဖြတ်ချက်တွေမပြတ်သားတဲ့အခါမှာဒီနေရာကိုပဲ2ခါလောက်ပြန်သွားရတယ်တစ်ရက်ထဲနဲ့2ခေါက်3ခေါက်သွားရတယ်2ရက်3ရက်စတိုက်သွားရတယ်ကိုမကျွမ်းကျင်တဲ့အရာကိုလုပ်တဲ့အခါမှာမောတယ်ပေါ့နော်သူများတွေကိုမေးရတယ်တိတ်ပြီးတော့မှလူတွေကမပြောပြကြဘူး0 online စီးပွားရေးမှာဆိုလို့ရှိရင်အားသာချက်ကသူများနဲ့မတူတာပေါ့နော် online မှာ0အောင်မြင်နေရင်0လိုမျိုးအောင်မြင်ခြင်းနဲ့ဆိုရင်နီးလန်းနေပေးမဲ့လူတွေရှိတယ်ပေါ့နော်အခုတခြားစီးပွားရေးမှာကျတော့အဲ့ဒီလိုမျိုးနီးလန်းပေးမဲ့လူကမရှိသလောက်ရှားတယ်လုံးဝမရှိဘူးလို့တောင်မှပြောလို့ရတယ်ပေါ့နော်တချို့ကဏ္ဍတွေမှာဆိုလို့ရှိရင်အဲ့တော့တိလိုက်တာပါလဲဆိုတော့ဒါပေမဲ့မရှိဘူးဆိုပေမဲ့လေကိုဖြစ်ချင်တယ်ကိုမှဖြစ်ချင်တဲ့စိတ်ရှိရအောင်မြင်ချင်တဲ့စိတ်ရှိရကိုပိုင်စီးပွားရေးတစ်ခုကိုစားလုပ်ချင်တဲ့စိတ်သာရှိရဆိုရင်ဘလို့ပဲနေနေအဲ့ဒီလူတယောက်ကဖြစ်နိုင်တယ်ကိုမကျွမ်းချင်တဲ့နယ်ပဲဆိုရင်တော့မှဒီလိုပဲအမားတွေကနေပြီးတော့မှတင်ယူရင်းနဲ့အမှန်တွေဖြစ်လာတယ်ဘယ်လိုပြောမလဲစင်ကြီးတွေပေးနေရင်ကနေစင်ကြီးမပေးဘဲနဲ့ဘလို့နီးလန်းနေရှာရင်နဲ့ကိုယ့်ရဲ့အုံနောက်ကအတွေးတွေကနေပြီးတော့မှနီးလန်းနေရလာတယ်လောက်ရမယ်လမ်းစာတွေပေါ်လာတယ်ဒါပြီးရင်ဘာလုပ်ရမလဲဒါပြီးရင်ဘာလုပ်ရမလဲဆိုတာသူ့အလိုလိုသိလာတယ်ဇက်တိုက်တာပုံမှန်စူးစမ်းသွားမယ်ဆိုလို့ရှိရင်အဲ့ဒီစီးပွားရေးကဖြစ်ကိုဖြစ်မှာအဲ့တော့တကယ်လို့ကိုပိုင်စီးပွားရေးလုပ်ချင်တယ်ဘာလုပ်ရမယ်မသိဘူးဗျာတွေများနေတယ်ဆိုအရင်ဦးဆုံးကစင်ကြေတွေမပေးပါနဲ့ကိုဘာလုပ်ရင်ပျော်လဲကိုဘာကိုဝါသနာပါလဲကိုဘာကိုကျွမ်းကျင်လဲကိုဘာကိုလုပ်တတ်လဲဒါမှမဟုတ်ကိုဘာလေးကိုစပြီးမှလုပ်ချင်လဲအရင်ဒီတသေးလေးနဲ့စတင်ကြည့်လိုက်